စိတ်တော်ကများလာတဲ့အချိန်ကြလို့ရှင်ဘုရားတရားများလုပ်ရတယ်စိတ်ကစိတ်ဆင်းရဲစရာကောင်းတဲ့အာယုံတွေစီမှာရောက်နေပြီဆိုရင်တနေ့မဟုတ်တနေ့အေးချမ်းစွာမနေနိုင်ပဲနဲ့ပူလောင်မှုတွေများလာတတ်တယ်အဲ့တော့အာယုံပြောင်းပြီးတော့ယူတတ်ရတယ်ဘုရားအာယုံယူတယ်ဆိုတာဂုဏ်တော်တွေကိုပွားပြီးတော့ဘုရားအာယုံပဲယူထားတာအာယုံကအေးအာယုံအေးတဲ့အာယုံကိုယူရင်အေးချမ်းမယ်ပူတဲ့အာယုံတွေကိုလိုက်ယူရင်တော့ပူလောင်နေမှာပဲဒါလည်းကိုယ်စိတ်ပေါ်မှာမူတည်တာကိုပြောင်းခြင်းမှဖြစ်တာကိုယ်စိတ်ကိုသာလျှင်ဆုံးမလို့ရတာဘယ်သူတွေဘလောက်ဆုံးမဘယ်သူတွေဘလောက်နာချကိုပြင်းခြင်းမှဖြစ်ကြတာကိုအေးချမ်းခြင်းတယ်ဆိုရင်တော့အပူအာယုံကိုရှောင်ပါလို့ပြောကြတယ်ပတ်ဝန်းကျင်ကိုအာယုံပြုရင်တော့အပူအာယုံတွေကြီးပဲတွေ့မယ်အစင်မပြေတဲ့သူတွေအစင်မပြေတဲ့အခြေအနေတွေဒါတွေပဲတွေ့ရမှာအဲ့ဒီအပူတွေကြားထဲမှာကိုဘာသာကိုပဲဖရာအာယုံလေးယူရင်းနဲ့နေ့စဉ်အလုပ်တွေကိုလုပ်တယ်ကိုကတခြားအရာတွေမလုပ်တတ်ဘူးဆိုအရဟံပူဇော်သူကိုခံတော်မူထိုက်သောမြတ်စွာဘုရားအဲ့ဒီတလုံးတည်းပဲရွတ်ပြီးတော့အလုပ်တွေလုပ်ကြည့်လိုက်အေးချမ်းတယ်နှုတ်ကရွတ်ယုံနေမဟုတ်ဘူးစိတ်ကပါစူးစိုက်ဘုရားအာယုံကိုယူထားအဲ့တော့ကိုယူတဲ့အာယုံကလောဘကင်းတော်မူသောဒေါသကင်းတော်မူသောမောဟကင်းတော်မူသောဆိုတဲ့မြတ်စွာဘုရားအာယုံဖြစ်တော့အေးဓာတ်ကိုအာယုံပြုတဲ့အတွက်အေးတွေကူးလာတာကြည်လင်တဲ့အာယုံကိုအာယုံယူတဲ့အတွက်ကြည်လင်တဲ့စိတ်တွေဖြစ်လာတာကြံသောလောဘရိတ်ဒေါသရိတ်မောဟရိတ်လွှမ်းနေတဲ့အာယုံတွေကိုယူရင်တော့စိတ်ဆင်းရဲဖို့ပဲအဖတ်တင်တယ်အပြေရှင်းနိုင်တဲ့ကိစ္စတွေကိုခေါင်းထဲမှာထည့်မထားဘဲနဲ့ထုတ်ထားဖြည့်ရှင်းရမယ့်အချိန်ကြာမှဖြည့်ရှင်းနိုင်တဲ့ကိစ္စတွေကိုသာအာယုံစိုက်တစ်ချိန်မှာတစ်ခုလောက်ပဲအာယုံစိုက်ပြီးတော့အလုပ်လုပ်နှစ်ခုသုံးခုအာယုံစိုက်ပြီးတော့ဗျာများနေပြန်တော့လဲပူလောင်တာပဲ